မင်္ဂလာပါမက်လာဟာတင့်ရသည့်ဖွာဒီအတွက်အပြောင်းလဲများကိုရေးရေးဝံ့ဝံ့ရင်ဆိုင်ရမည်လားနဲ့မထင်မှတ်တော့နေရမှာအကူအညီရမည်လားဖြစ်ပါတယ်မက်လာ20ရက်နောက်ပိုင်းမှာမိတ်ဆွေရဲ့စွမ်းရည်လေဟာထူးထူးခြားခြားပြန်လည်နိုးထားလာပါလိမ့်မယ်စီးပွားရေးတဲ့အလုတ်အကင်ကဏ္ဍမှာအလုတ်အကင်အနေနဲ့လွန်ကန်းခွင်မှာဖိအားအချို့ရှိနေတတ်ပေမဲ့မိတ်ဆွေရဲ့ဇွဲကြောင့်အောင်မြင်ပါမယ်အထူးသဖြင့် stock share အာမခံအမွေအနှစ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါမယ်လျှို့ဝှက်တဲ့လုပ်ငန်းတွေဒါမှမဟုတ်သူ့တေသနာအလုပ်တွေမှာထူးခြားတဲ့ရလဒ်ထွက်ပါလိမ့်မယ်ငွေကြီးအနေနဲ့မိမိကိုယ်တိုင်စ조사လို့ရလာတဲ့ငွေထက်အခြားသူတွေစီကရเสียရှိတဲ့ငွေဘဏ်ချေးငွေသို့မဟုတ်မထင်မှတ်တဲ့လက်ဆောင်ပစ္စည်းတွေရတတ်ပါရဲ့ငွေကြီးစီမံခန့်ခွဲမှုမှာတော့တတိထားဟိုလိုတဲ့လာပါအချစ်ရေးနဲ့လူမှုရေးကဏ္ဍမှာအချစ်ရေးမှာအနှဲငယ်ပြင်းထန်နေပါလိမ့်မယ်ချစ်သူရှိသူများတူအပေါ်တူပိုင်ဆိုးပိုင်နေနိုင်လို့စိတ်များနေတတ်လို့နားလည်မှုပေးပါတကူရေးသမားများအတွက်လျှို့ဝှက်စမ်းကြတဲ့ဆွေးဆောင်မှုရှိသူတူနဲ့စုံတွေ့ရကိန်းရှိပါလေလူမှုရေးအနေနဲ့အပေါင်းအသင်းတွေကြားမှာမိတ်ဆွေကိုဝေဖန်သူအချို့ရှိနိုင်ပေမဲ့အရေးကြီးတဲ့အချိန်မှာတော့မိတ်ဆွေဘက်ကရက်တီပေးမဲ့မိတ်ဆွေကောင်းကိုတွေ့ရပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့နှလုံးသွေးတိုးနဲ့မျက်စိကိုအထူးဂရုစိုက်ပါ။အပူအဆက်အလွန်အကျွံစားခြင်းကိုရှောင်ပါ။စိတ်လှုပ်ရှားမှုများတတ်လို့စိတ်ကိုတည်ငြိမ်အောင်ထားဖို့လိုအပ်ပါတယ်။ရည်များများတော်ပေးပါ။ပညာရေးကဏ္ဍမှာနက်နဲတဲ့ပညာရက်တွေသိပ္ပံပညာနဲ့စိတ်ပညာဘာသာရပ်တွေမှာအထူးအောင်မြင်ပါမယ်။အာယုံစိတ်မှုအားကောင်းနေတာကြောင့်ခက်ခဲတဲ့သင်ခန်းစာတွေကိုတော့အလွယ်တကူနားလည်နိုင်မဲ့လားမျိုးဖြစ်ပါတယ်။စောင်းရင်ရှောင်းရင်အနေနဲ့ဒီမှာရွှေရောင်သို့မဟုတ်လိမ္မော်ရောင်ကိုအဆောင်အထစ်သုံးပါ။မနက်ခင်းနေရောင်ကြီးခံယူခြင်းကမိတ်ဆွေရဲ့ကံစားတာကိုမြင့်တင်ပေးပါတယ်။ရှောင်းရဲမှတော့မမ်းမလွန်ကဲလာနဲ့အမိန်ပြေးစေခိုင်းလိုတဲ့ပုံစံမျိုးကိုရှောင်ပါ။တစ်ဖက်သားရဲ့ခံစားချက်ကိုထဲ့သွင်းစဉ်းစားပေးပါ။ရရအနေနဲ့မှာတနင်္ဂနွေနေ့မနက်ပိုင်းတွင်ဖျားမှာအုံစွမ်းသို့မဟုတ်အုံတီးပါဝင်တဲ့မုတ်လူတန်းမှာဖခင်သို့မဟုတ်တက်ချီးရွယ်အိုအမျိုးသားတူဟာစေဝါဒါနာပြုပေးပါအထူးအကြံပြုချက်အနေနဲ့မှာမက်လာဟာသိရသည်ဖွားသည့်အတွက်အတွေးစိတ်ကိုပြုပြင်ရမယ်လားပါအပြင်ပန်းအောင်မြင်မှုထက်စိတ်တက်ခိုင်မာမှုကပိုအရေးကြီးပါလေမိတ်ဆွေရဲ့တဘာဝအတိုင်းခေါင်းဆောင်မှုပေးနိုင်စွမ်းကိုအမှန်တရားဘက်ကနေအသုံးချပါအစအရာရာအဆင်ပြေလို့ကိုယ်စိတ်နှပါကျမ်းမာချမ်းသာပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်